lại chúng tôi chỉ sẽ là để cho mà nó tay chỉ video đồ tất cả cháu đấy con luôn bị gọi qua đấy con lại xem cho rồi chị nhá anh lấy vào vào rồi đây cũng rồi đã ấy mình đi con luôn là đó con luôn là rồi tất cả cháu này tất cả vừa ra nó mà rồi tất cả cháu này con luôn đấy để đây con luôn đấy con luôn để vừa vào nè con luôn là đây anh luôn luôn của nó anh cái đó là cái mình nói chị bây giờ xuống cái gì đó thì số phong cái gì thì số cái của anh luôn cái này bà thì rồi cháu nó làm cái đấy số cái này đấy anh luôn số cái này rồi giá nhau được bao nhiêu đấy bao nhiêu đấy tôi cái này đấy cái tôi có một cái này là anh luôn nói rồi tôi cháu này tiền nhau rồi anh luôn chỉ rồi anh luôn chỉ cái này rồi anh chỉ là rồi anh luôn nhớ lại anh luôn nhớ lại cái gì rồi chỉ vào rồi ấy gì mà cháu này rồi sẽ có gì là tôi xin ra mà gì chỉ nó tại vì tôi có mua chút này rồi mà nó mà vì rồi nó bây giờ là nó cái này rồi tôi mà tia ăn rồi tia gì chỉ này mà thằng đi theo này nó có gì rồi nó đã để chỉ để cái đó thằng nó phải cho tôi là cái này rồi rồi chẳng cái mai chỉ mua cái đồ ăn beauty đồ ăn bên nó đã được làm đủ cả nhà đấy anh muốn đi đâu là thà đấy thà đấy cái đồ là cái đồ dùng sinh ra lại để nó ra đi ra đi mà đi vậy đấy đi ra rồi nó tôi mua con đi ra đó nhân na chỉ đi về đó đó một cái gì giá ta cam chênh cái gì ba cái ông ta cũng đi theo đi về ya gì cái này đi đó đang cái mà nó công cái gì na ta du mà công đi ta đi đi đó công bao cho ba cái về ya gì của mẹ đi ô sa guru na chỉ ra mi ra đi ô cha họ cũng kêu vào về đi tụi mang cái trong này đẹp quá tụi chúng ta nó làm gì trong này đẹp quá mang cái đồ nào đây để ai cái này được tiền đồ đủ được béo rồi đấy thế nhau đó cũng chỉ có mà là thế đấy làm cái gì đấy để chúng ta làm hay làm thế mà giờ cũng làm thế mà đấy chúng ta làm đi làm gì cái làm mà mà đúng cái sao đấy đúng là sao đấy tôi mới xem đúng tiền ra đấy đúng đấyဒီကနေဟာဒီကလေးကဒီလေးဆိုတော့သူလက်ဒီပုတ်တော့အော်ကလေးလိုလေးမတီးလို့လားဆိုတော့ဒီဘက်ကခလို့လေးတယ်ဒါလည်းသူသွားလာတဲ့အဲကြောင့်လည်းစကားပြောနေရောက်နေပါတယ်သူလေးမစင်တဲ့သူကပို့စားရဲ့အဲတော့ဒီဘက်ကတက္ကနိုင်လေလားတက္ကနိုင်တော့ဘူးဟာဘုရားပြရပါလေမစင်သားရဲ့ကိုကျောင်းမှာခိုင်းလားအကောင်းဆုံးကတော့အိမ်ဘဝတည်ချလိုက်တယ်ဒီဘဝတည်ချလိုက်ရဲ့အိမ်ဘဝဒီသားကြီးကိုအိမ်ဘဝတည်ချလိုက်တာပြောတယ်မစင်သားကိုသူတရားနာပြီးတဲ့စကားကိုကိုသားကြီးကမစင်သားတယ်ကျောင်းမှာခိုင်းလားအကောင်းဆုံးဒီဘက်ကငယ်တော့ပြလို့ရည်ကြီးတော့ပြလို့ရလားပြလို့ဘူးအဲ့အိမ်ဘဝတည်ချတော့ပေရောက်ပါလေဆိုရင်အိမ်ကြီးမှလို့ရှိတဲ့ပရပိုင်းကြီးဆိုရောက်တယ်ပေရောက်ပါလေပရပိုင်းကြီးရောက်နေချိန်မှာသူအဲ့မဲ့ယူခံစားရပြီသူမကောင်းလို့လုပ်ခဲ့တယ်အကုသိုလ်လုပ်ခဲ့တယ်သူလည်းပရပိုင်းကိုဟောတယ်သူကောင်းလို့ဘာလို့လုပ်လဲထမ်းစီမိုးနဲ့လုပ်ခဲ့တာသူညတော့ကြည်သေးခဲ့ဘူးလားကြည်သေးခဲ့အချင်းကိုရောကျောင်းလာလူတွေခေါင်းရည်ထားတဲ့ရေးခဲ့တာကတော့ထမ်းစီမိုးနဲ့လုပ်တာမှာကောင်းကြီးရဲ့တတိချင်းပေါ်တယ်လားနော်စဉ်းစားကြည့်တော့ဇဗုကလောင်းရလေးရဲ့ဇဗုကလေးကပရပိုင်တော့စောင့်နေတာဘောင်းကိုတွေးရဲ့တွေးတိုင်ရဲ့ကိုတတိချင်းလုပ်ကြတယ်အဲ့လိုလုပ်ပြီးတော့ဝေကောဝေးရတာဝေးရပါဘူးဝေးဝေးရဘူးသူပရပိုင်တော့ကြောက်သွားပြီအဲ့လိုပရပိုင်ရောက်ချိန်မှာဒီပရပိုင်ရတယ်ပြိုလေးပါတယ်ဘူးကအစာချာတော့လည်းဆောင်းလာတော့လည်းခါပါတော့ဆောင်းလာတော့လည်းဆောင်းလာတဲ့ချိန်မှာဇဗုကကိုပြောတယ်ဇဗုကလားဘုရားတော့အောင်ဆောင်းလာတော့တော့ဘလိုက်ဘူးဒီကနေ့ကျောင်းတော်ကပဲသွားတော့တော့ကျန်တော့သူအစာရတဲ့ချိန်မှာဒီဆောင်းရတဲ့ချိန်မှာဇဗုကကိုလာရတာသားတော့နောင်နဲ့ကျွေးတော့လည်းမစားဘူးဆုံးလည်းလိုက်တာမလာဘူးအဲ့တော့ဟာပရပိုက်ကြီးဒီကောင်ဇဗုကလည်းလိုက်ဘာစားလဲတော့တယောက်လေးကလည်းလည်းတယ်အားလို့ဆုံးရတယ်ဒါတယောက်ချောင်းလို့တော့ကဲနောက်တစ်ကြတော့ပရပိုက်ကြီးရွာရဲ့လူတွေကိုဆုံးသွားတယ်မှာဇဗုကဘာလုပ်လဲအိမ်နာနဲ့ပြီးတော့အိမ်နာရဲ့မစရီကိုအားရပါရစားတယ်အဲ့ဒီချိန်မှာပရပိုက်ချောင်းလို့လည်းပြီးတော့ဟာသူတို့ပဲဇဗုကတော့လက်စနေကလူစားတယ်ဆိုပြီးတော့သူ့ပြောပရပိုက်ရဲ့လက်ခံရတာလုံးနဲ့ဘုသူတို့ဖွဲ့စည်းတက်ကကြမှာလေဟာပရပိုက်နဲ့ပရပိုက်ကသူတို့ပဲမစရီစားတယ်ဆိုတော့အဲ့ဒီ
တင်ထုတ်လိုက်တယ်တင်ထုတ်လိုက်ချိန်မှာသကုကဘယ်တော့မှလဲဆိုရင်လူရကာသွတ်တဲ့ကြောက်ထိုင်ဒီနောက်ကိုရောက်သွားတယ်ဘယ်တော့မှလဲကြောက်တိုင်ပြီးပေါ့နော်ဒီလိုလုံးတွေဝါလုံးဝသွားတယ်တော့ပြီးသွားတယ်ကြောက်တိုင်ပြီးမှဆိုရောက်သွားတယ်အဲ့ဒီမှာသူကောင်းကောင်းလေးရပါလေလားခရင်နဲ့ရပါမလားသူတေဟိုညံတော်ဆိုကားလေကိုတော့ဒီကောင်လူနဲ့ခရင်ပေါ်အိပ်ခဲ့တာပါတော့ဒီကောင်ကောင်းလေးကိုခုပါလေဒီဘောအိမ်မှာကောင်းပါဘူးလေနော်နောက်တစ်ခါပါလေဒီကောင်လူနဲ့တင်ကားကိုဝင်တဲ့အစားကိုတို့နေရာမှာကောင်းနေတယ်ဆိုခုလိုရတယ်ကိုတို့နေရတယ်ပြီးတော့ပါလေမစင်စားတယ်ပေါ့ကြာနော်အဲ့ဒီမှာမြတ်စွာဘုရားရှင်ကြွားသွားပြီးတော့ဒီသဘုကရဲ့ဒီဦးဇင်းတို့ဘုရားမြတ်စွာဘုရားထဲမှာနော်ဘုရားမြတ်စွာဘုရားရှင်ထဲမှာမြတ်စွာဘုရားရှင်ကြွားသွားပြီးတော့သဘုကရဲ့မဟုတ်တဲ့လူစက်တွေကိုတို့ပေါ်တော့တယ်နော်သဘုကဒလိုဆိုပြီးတော့မြတ်စွာဘုရားရှင်ကတရားဟောပြီးရှင်းလိုက်တာသဘုကဉာဏ်လာဖြစ်သွားတယ်ဘာဖြစ်သွားလဲကဲနောက်ဆုံးဉာဏ်လာဖြစ်တဲ့ဘဝမှာမစင်စားတယ်ဆိုတော့ကောင်းရဲ့လားကောင်းဘူးကဲခြေစွန်းတော့ပါလာကောင်းရဖြစ်တယ်ခြေစွန်းပါလာကလည်းဉာဏ်လာဖြစ်တဲ့ဘဝမှာဖြစ်တော့တယ်ဘုရားလုံးတယ်ပါတယ်သူကတန်တာပြီးသွားတယ်ဘာလို့လဲလို့ပါလဲအားလုံးကလည်းသူစဒီညတရားဟောတဲ့ဒိတ်တွေကတော့သူတို့လူငယ်တွေရောလူကြီးတွေပေါ့နော်အမားတွေနဲနဲနဲရောမိဘကိုမိဘမှန်ပြီးအောင်ဆရာတော်မှန်ပြီးအောင်ကိုယ့်ရဲ့အကြောင်းဆရာမတွေလည်းဆရာမတွေလည်းပြီးအောင်ကိုယ့်ရဲ့ကြီးမိဘေးကိုလည်းပါလေမိကြီးတွေမှပြီးအောင်ကြလို့ကိုကပြုလိုက်မယ်ဆိုရင်ကိုယ့်ရဲ့အဖေဖေဝဲဖြစ်ဖြစ်ကိုယ့်ရဲ့ဆရာမတော်ဆရာတော်ဝဲဖြစ်ဖြစ်ကိုပြုအောင်လားအားပါနော်ဒါကြောင့်ဆရာဒီကောင်ကဒီမှာအစီအစဉ်ကိုပြုပါပြီအခုလည်းကိုရွေးချယ်ရှိပါလေဆရာတော်လည်းတိုင်ပြီးပါပြီနော်ဟိုဓမ္မစကုပေါ့တရားနာပြီးတော့လည်းဇာတ်ကားဆောင်ရပါဘူးရပါတယ်နော်ဘုရားကြီးကိုလုပ်ရပါမိဘမှန်တရားအောင်ဆရာမှန်တရားအောင်အခုလူငယ်တွေကဘုန်းတော်ကြောင့်လည်းပြေးပါတော့လားပြေးပါပါရဲ့ဒီဘုရားဘာသာလေးသူတွေရတဲ့ဥပုံလေးနဲ့တောင်းတရားရောက်ပါလေလားရောက်တော့ဦးတောင်းတယ်စိတ်ရတယ်အဲ့ဒါတွေကဦးဇင်းတို့ဘာသာရဲ့အားနည်းချက်တွေပါပဲနောက်တစ်ချိန်မှာဒီလေးတွေကဖြစ်လာပါလေလူကြီးဖြစ်လာမှာလက်ရောက်ပေါင်းဖြစ်လာဘူးလားဖြစ်လာမှာဒီလေးတွေကောင်းအောင်ဖြစ်လာရဲ့အပိုင်ရဲတွေဖြစ်လို့ဘိုင်ရိုသိချက်အောင်လားသိချက်တော့ဦးတို့ဒီမှာလည်း message တွေပေးတာပါကြနော်ကိုသားမီးရာဆိုးပြီးတော့ပေးနေတယ်ဆိုရင်တောက်စားနေတယ်ဆိုရင်ခုဒီလေးတရားနာတော့လာတဲ့ဒါကြီးသိချက်အောင်လားသိချက်အောင်ဒါကြောင့်ဒီသင်တန်းကိုကောင်းဘူးလားကောင်းပါတယ်နော်အားလုံးလည်းပြပါဦးတို့လည်းတက်များလာပြီးတော့လည်းပြပါမယ်ဒါကြောင့်ဘုရားဘာသာရေးဦးနာတော့နော်ဒီနာတော့လူရဒီပေါ့ဥပမာဖိတ်နေတဲ့ပြုပုံစည်းရည်ရရှိပါတယ်ဒါကြောင့်ဒီတရားဟောတဲ့လူတွေကတော့ကိုမိဘမှန်တရားအောင်ဆရာတော်တွေကိုဆရာတော်မှန်တရားအောင်တည့်ပြီးပါလားတည့်ပြီးပါလားလေဘုရားပြပါလားလေဒါတိုင်းပါလေကိုကြီးပြင်ပါဗျာတဲ့ပြည့်ဘူးလေဘုရားတော်ကြည့်နေတယ်ကဲကြိတ်သေးတယ်ဒါကြောင့်ဆရာတော်ကြိတ်သေးတယ်ဘုန်းကြီးရတယ်ကွာဆိုပါလိမ့်မယ်အဲ့တော့ဒီမှာလေတဘုကပြင်ပါလိမ့်မယ်ဒီအားလုံးကြည့်လာတော့ဒါကြောင့်ဆရာတော်ဘုန်းကြီးရတယ်ကွာလို့ပြောပါလိမ့်မယ်ဘုရားရောတို့လာပြီးမှတ်လိုက်တယ်နော်ဒီဥစ္စာတွေရဲ့ message ကတော့ဒါကြောင့်တာမနာပြီးသွားတယ်ဘာလို့မလို့ပါလဲမလို့ပါစီတယ်ဥစ္စာတို့ပါဝင်ပါပဲဒီဘွားနဲ့ဥစ္စာတို့ကတန်းပြီးတော့နေမှာမနိုင်ပါလားဘုရားရှိမှတန်ត្រာပြီးသွားမှာအဝေးလို့တည်းဒါကြောင့်တန်ត្រာပြီးသွားတဲ့အချိန်မှာအမှားမလုပ်ပြီးတော့နော်အမှားမလုပ်ပြီးတော့ဒီတရားနာပြီးတဲ့ကိုယ့်ရဲ့မိဘကိုမိဘနဲ့သိအောင်ဦးကြီးအတော်တွေအကူတွေအမတွေအကုန်လုံးပေါ့နော်ကျောင်းဆရာမတွေရောကျောင်းဆရာတော်အစပေါ့ဦးဇင်းတို့ကတော့တန်ត្រာပြီးသွားတဲ့အချိန်မှာအမှားမလုပ်ပြီးပါသေးတယ်အမှားလုပ်ပြီးရင်တော့ကိုအမှားပြုလို့တဲ့ပုဂ္ဂိုလ်ရဲ့သီလသမာဓိကိုဒီလိုပါလေပေးဆက်ရမှာကိုပေးဆက်ခဲ့တာလူပေးဆက်ခဲ့တယ်ပါဠိရဲ့အရှင်ပါဠိရဲ့ပြီးတော့တာမောင်ကြီးဘူးလေတရားနာမည်တော့မေးလို့တာနော်ဇတ်တော်တို့ကအိမ်တော်ရှိတယ်နော်ကိုရကလို့နော်အဲ့ဒါဘုလူဆိုတော့မတည်ဘူးနော်ဘုလူဖြစ်သွားတယ်ပေါ့ဒါပေမဲ့တရားနာမည်ကိုမပြီးပါတော့နော်တာမောင်ကြီးရဲ့အမှားမပြုလို့ရဘူးလားပြုလို့ရတယ်နောက်တစ်ခုကလည်းဇဘုကလည်းအမှားပြုလို့ရဘူးလားပြုလို့ရတယ်ဆိုတော့သူအမှားကိုပေးဆက်ရအောင်လားပေးဆက်ရပါမယ်ဒီတရားနာလည်းတရားနာပေးရတယ်ဒီတရားကိုတာပြီးသွားအမှားမလုံးပြီးစေတရားဒေသနာကိုနာပြီးတဲ့အချိန်ကစားပြီးတော့အမှားတွေကိုပါလေတက်တယ်ညာတဲအောင်တော့မလုံးတဲ့တော့မလုံးတဲ့ဆိုတော့ဘာလဲဒေါသရောမလို့ဘူးလားပြီးတော့ဒေါမလည်းမလို့ဘူးလား
ပြီးတော့ဘောဟာကြောင့်တို့ယူလားတို့ယူတော့လေဆိုတာကတော့အဂိတရား၄ပါးပေါ့ဒါတရား၄ပါးပါလေအဂိတရား၄ပါးဘာလဲလောဘဒေါသမောဟပြီးတော့ရကြတယ်ဗါလေဘုရားကြောက်ချင်းကြောင့်လည်းဗါလေအဂိတိုက်တယ်အဂိဒီမှာကြည့်ပါလေဒီမှာရနာပြီးတယ်မှတ်တော်ကြနော်အဂိတရား၄ပါးဗါလေလောဘရဲ့ဒေါသရဲ့မောဟရဲ့ဘုရားရဲ့ကြောက်ချင်းကြောင့်လည်းလူတွေဗါလေအဂိတိုက်တယ်ဒီခေတ်မှာရှိမှာပါနော်ဟုတ်ပြီဒီကဘလောင်ဒီဦးစင်းနဲ့ဒီတော်ပြောဖို့ပေါ့နော်ပြောလိုက်ပါဦးမယ်အခုကအခုလာအခုမှဟာအဲ့ဒီလိုတော့မကြည့်နဲ့အဲ့ဒီလိုကဝီကြီးတောက်တယ်အဲ့ဒါဘာလို့လဲကြောက်လို့ဘာလို့လဲကြောက်လို့သူတို့မျိုးသွားပြီးနေပါလေအခုနိုင်လိုက်ပါကွာအဲ့ဒီကောင်တွေတော့ခံပြီးလိုက်တာနော်သူတို့မျိုးသွားပြီးနေကြည့်ပါတော့လေအဲ့ဒီပြေးနေတယ်ဆိုတော့သူမကြောက်ဘူးလားအဲ့ဒါဘာလို့လဲဘယ်ရာမတိဘာဖြစ်ပါလဲကြောက်လို့လည်းအကိလိုက်ဘူးလားဘောနာဒီကောင်တော့ဘုံနေကွာဒီကောင်တော့မနိုင်ရဲ့ဟိုကောင်တော့နိုင်ပြီးလိုက်ဆိုပါလေဘောနာတို့စစ်စစ်နေတာနော်ပြီးတော့လည်းလောဘကြီးတယ်အဲ့ကောင်နိုင်ပြီးတော့အဲ့ကောင်အောက်ကိုသိနေပါတော့နော်သိနေပါဘုပြီးမှဆိုပါလေအဲ့ကောင်နိုင်ပြီးဆိုပါလေပုံသားကြီးတဲ့လောဘမောဟအခုကမှုတော်နားမလဲပဲနဲ့အနိုင်ပေးတဲ့လူကိုနိုင်ပြီးလိုက်တယ်ဆိုပါလေမတိကြီးတော့ဘောဟကတိအဂိတရားဒီပါသိပါလားဘာပြောလဲဘယ်ရရဲ့အားလုံး၄ပါးပါဒီတရားနာပေးတဲ့ဟာအာဂိတရား၄ပါးကိုတက်တယ်ကြာထိန်းပြီးတော့တန်တရာပြီးသွားတဲ့အခါမှာဘာယူနေအောင်လုပ်ပါလဲအားရနေအောင်လုပ်ပါမယ်ဒါကြောင့်ဒီတရားဒေသနာတော်ရဲ့ဒီလေးကိုပြန်ထုတ်ကြပါဦးတန်တရာပြီးသွားအားလုံးဒီကဲတရားဟောတာလေတဏှာကြီးတို့တော့ပါပြီနော်ဒါကြောင့်တရားသိပါမယ်ဒီတရားနာပေးတဲ့တရားတန်တရာပြီးသွားတဲ့အချိန်မှာအမှားကိုတက်တယ်ကြာနေအောင်ပေါ့နော်တဏှာလည်းအမှားနေအောင်ဆရာတော်လေးတာနာတော်လေးတင်ဒီလိုရွာလူကြီးကိုပေါ့နော်အမှားတယ်လည်းဝစီတာပေါ့သူတို့ကမှလို့ပြောတာတော့လေမတော်တယ်လည်းပြောတော့မဆိုဘူးကာယကလည်းပြောတော့မဆိုဘူးဆိုတာပါဆိုနေတယ်အစီအစဉ်အဲ့ဒါဘုရားနဲ့တော့ဘူးလားအဘုန်းကြီးကလည်းပြောတော့လားအဲ့ဝစီကမြတ်ဘူးလားဝစီကမြတ်ပါလေဘူပရပိုက်ဇဘုကဘာမြတ်လို့လဲဝစီကမြတ်လို့စိတ်နဲ့ကြပါလေးကိုနှိမ့်ပါမလဲဝစီကလေးကိုနှိမ့်နိုင်တယ်ထိန်းရအောင်ဟောကြတော့တမိုင်းတဏ္ဍာတို့ထိန်းနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေကုန်သတည်းကဲတရားသိလို့ပဲဆိုတော့တရားသိအောင်မေတ္တာပို့အောင်ပေါ့နော်မေတ္တာပို့ပါမယ်မေတ္တာနိတာကရောလောကိတမဘာတုဒုက္ခကရောမေတ္တာတိတလာရတိဒုက္ခတုဘုဒ္ဓတာပဇာလောကိတတဝါလိလိကိုမိပေါ်တဲ့လောကရကဘာဝိနိုင်မေတ္တာနိတာကရောမေတ္တာ၏လူပွေလူကောင်းဝေဝိလာမင်းရင်သည်ဓမ္မာတတဝါတရိဤမြစေဟုအတိဒုက္ခကောင်းမှုစွာဒုက္ခကရောသူလည်းဝန္တာငါလည်းချွေပြုတ်လုံးစိတ်ဝမ်းလန်းလာရကိုချမ်းသာကိုပြုလျက်ဘာဒုယံလည်းကိဝေပိလည်းပကအေယဟုချွေပြလည်းဒုက္ခပါစေတည်းမေတ္တာတိတလာရံတိဟိမေတ္တာဖွင့်လျက်အေးတဲ့ဆောင်သည့်ရောင်ဝါတို့ဖြင့်မေတ္တာတိတလာရံတိဟိမေတ္တာဖွင့်လျက်အေးတဲ့ဆောင်သည့်ရောင်ဝါတို့သည်ဘုဒ္ဓနာဘုံဘုံလာတို့ဘုံလည်းပြည့်ရဘုံတော်သဇာကမကိဝေအပြည့်ဒီ၌တည်နေသောတတော်တို့သည်ဒုက္ခဒုက္ခစေကာပိယံကွာ၍ဝန္တာတကွာချမ်းသာကြပါစေကုန်သတည်းကဲအားလုံးမေတ္တာပို့ရအောင်နော်မေတ္တာသူတော်ရဲ့တော်မေတ္တာနှလုံးကိုယ်စီတော်ရှင်ပြုံးကြပါစေဘုမေတ္တာစွာဘာလွန်ငြိမ်းချမ်းကြပါစေအာလုံးတတဝါကိုကျမ်းမာလူရဆန္ဒပြည့်ပါစေအာလုံးတတဝါ
ချမ်းသာလူရာစန္ဒပြေပါစေသာဓုပါလားဝါကြီးဒီနေ့သာဒီလာဒီမှာအလူဝါရီတပါးနာဦးဝေဒေါ်တာဒီလာဒီမှာအလူဝါရီတပါးစကားရန်ခံကြရပါလေဦးထဦးတမီသူဒေါ်တီသူဦးမအလူဝါရီမာရောတကလည်း开头。开头。ဦးချံတဝင်းသမီးမောက်ဗမာမျိုးတွေဥဒန်းထံဘောတိတိဒီကားဒီမှာအလူဝါရီတပေါင်းဖြစ်တဲ့ရန်ခံကြရပါတယ်ဥဒန်းတိုင်းဘောဝီဒိုတိုင်းဒီကားဒီမှာဖြစ်တဲ့ရန်ခံကြရပါတယ်တရားတိုင်းကာလတရားတိုင်းကာတရားတိုင်းကာမအလူဝင်းနဲ့ပုဒ်တိကဝေအားလုံးပေါင်းမှာသုံးလေးဝေကောင်းကြည်ရာသုံးတော်နဲ့နားရရကြပါမယ်အားလုံးအလူပညာတက်ကလူရန်ပြီးတဲ့ဒီမှာတရားတရားမှာအလူပညာတဲ့ကာရုဏမနာကိုရန်ဒီကကြအမြတ်ပြပါရန်မြေကျောက်တာအဘာဒီဆရာတော်ရှင်များခင်ဗျာဒီတရားနာကြွရတဲ့တရားကြည့်ရတဲ့ဓမ္မဘုဒ္ဓမျိုးပေါ့လားဓမ္မဘုဒ္ဓမျိုးပါပဲအဲအားလုံးပေါင်းပြီးတော့သိချအောင်ဝိရကုရအောင်တိုင်းပြီးဝိစင်ရဲ့ဘုရားပေါင်းမှာဒီနေ့ရာဖြစ်သောဒီနေ့ရာဖြစ်သောနိဗ္ဗာန်ကိုဒီမှန်၍ဒီနေ့ယခုဘုရားပူဇနီယအကျိုးဓမ္မတပင်ကိုသင်ရင်ကျင်းပါကိုစီရဲ့နာစီရဲ့ဒီစီရဲ့ကိယာဖြစ်သောနိဗ္ဗာန်ကိုယမ
ပါလို့ဤရှင်မယာဒီယခု1325ခုဝါကောင်းလာတိကျော်12ရက်ဒီပရိသေသရာရှိသောညာညကာကာလ၌သန္တာခရီးသွားမမလုံးပိစေနှင့်တရားဒေသနာတော်ကိုဟောကြားရသောဗဒေသနာကုသိုလ်အာကြားရသောဓမ္မသဝနာကုသိုလ်တရားတော်ကိုပူဇော်ရသောဓမ္မပူဇာကုသိုလ်ကုသိုလ်တို့၏ဘုရားကိုဘုမာဆောင်ခြင်းကိုဆောင်နကစာပြ၍ဓမ္မယုံနာဆောင်ခြင်းမာယုံဆောင်နကစာပြ၍ကျောင်းမှာဆောင်ခြင်းကျောင်းဆောင်နကစာပြ၍ကျောင်းမှာဆောင်ခြင်းဝါဆောင်နကစာပြ၍ပြမြလုံးစုံ31จิตตမြဝိနည်းယဟုရာကြပါစေဧငဝေတိယာဒွေတာရုဘောဇေသောဒီပါမလို့တရားနာပိဋကအားလုံးကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြုလုပ်ကြပါ